တောတာပန်းစင်တေးချစ်သူမိဘပြည်သူညီကိုမောင်နှမပေါင်းတို့ခင်ဗျာယခုနားဆင်နေရတယ်ဒေသနာပေါက်ဆက်မှာဆိုရင်ဖြင့်တာယာချိုအေးကြည်လင်ပြတ်သားမှုနဲ့ကောင်းမွန်လာသောအတန်ဖြင့်ဖြောပြေလို့အခန့်တင်ဆက်ပေးနေဒေသနာပေါက်ဆက်မှာဆိုရင်ဖြင့်ညောင်တုံးမြို့နယ်မြန်မာပြတာကျေးရွာအုပ်စုရွာသားကြီးရှေ့တောင်းကျေးရွာမှာဦးထက်ပြည့်အောင်ဦးစီးတီထောင်ထားသောကောင်းထက်ကျော်လူငယ်အဖွဲ့ပေါက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာယခုလိုကျွန်တော်တို့ရဲ့ကောင်းထက်ကျော်လူငယ်အဖွဲ့ပေါက်ဆက်မှာရောက်ရှိလာချိန်မှစလို့ဒီမြို့ဒီနယ်ဒီကျေးရွာမှာဖြင့်စံရည်သဘာကောက်ပဲသီးနှံများဟောကျွယ်ဝါ၍မိဘပြည်သူညီကိုမောင်နှမပေါင်းတို့အားရေလိုအေး၍ပန်းလိုမှုပြီးသွားလန်းသားလို့လာလန်းဖြစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံပြီးကောင်းမွန်လာသောမင်္ဂလာဖျားဖျားနှင့်ပြည့်စုံနိုင်ကြပါစေလို့ညောင်တုံးမြို့နယ်မြန်မာပြတာကျေးရွာအုပ်စုရွာသားကြီးရှေ့တောင်းကျေးရွာမှာဆက်စရာဦးထက်ပြည့်အောင်တီထောင်ထားသောကောင်းထက်ကျော်လူငယ်အဖွဲ့ပေါက်ဆက်မှာစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်ခင်ဗျာတောတာပန်းစင်နေကြတယ်တောတာပန်းစင်တေးချစ်သူမိဘပြည်သူညီကိုမောင်နှမပေါင်းတို့ခင်ဗျာယခုနားဆင်နေရတယ်ဒေသနာပေါက်ဆက်မှာဆိုရင်ဖြင့်တာယာချိုအေးကြည်လင်ပြတ်သားမှုနဲ့ကောင်းမွန်လာသောအတန်ဖြင့်ဖြောပြေလို့အခန့်တင်ဆက်ပေးနေဒေသနာပေါက်ဆက်မှာဆိုရင်ဖြင့်ညောင်တုံးမြို့နယ်မြန်မာပြတာကျေးရွာအုပ်စုရွာသားကြီးရှေ့တောင်းကျေးရွာမှာဦးထက်ပြည့်အောင်ဦးစီးတီထောင်ထားသောကောင်းထက်ကျော်လူငယ်အဖွဲ့ပေါက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာယခုလိုကျွန်တော်တို့ရဲ့ကောင်းထက်ကျော်လူငယ်အဖွဲ့ပေါက်ဆက်မှာရောက်ရှိလာချိန်မှစလို့ဒီမြို့ဒီနယ်ဒီကျေးရွာမှာဖြင့်စံရည်သဘာကောက်ပဲသီးနှံများဟောကျွယ်ဝါ၍မိဘပြည်သူညီကိုမောင်နှမပေါင်းတို့အားရေလိုအေး၍ပန်းလိုမှုပြီးသွားလန်းသားလို့လာလန်းဖြစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံပြီးကောင်းမွန်လာသောမင်္ဂလာဖျားဖျားနှင့်ပြည့်စုံနိုင်ကြပါစေလို့ညောင်တုံးမြို့နယ်မြန်မာပြတာကျေးရွာအုပ်စုရွာသားကြီးရှေ့တောင်းကျေးရွာမှာ
ဆက်စရာဦးထက်ပြည့်အောင်တီထောင်ထားသောကောင်းထက်ကျော်ဒုငယ်အဖွဲ့ပေါက်ဆက်မှစုမုံကောင်းများတောင်းပေးလိုက်ရပါလိမ့်